တစ်ပင်လို့မဖြစ်စည်းပါနဲ့ကျမရဲ့ကလေးကပြန်လာဖို့လမ်းမတွေ့နိုင်တော့ဘူးအဖွားရဲ့ဒီတစ်ပင်ကိုမဖြစ်စည်းပါဘူးဖွားကတရေတစီဖြစ်ပြီးတော့တဘာဝဓာတ်တွေကတရဝါကိုအလုတ်ဖန်ဆင်းတာဥပ္ပယကဘာကြောင့်ယူဟာသားတွေကို၆လက်နေရလဲကလေးအရင်ကလည်းငေခဲ့ဘူးလေကျမလင်စစ်ထဲမှာဆုံးသွားပြီစစ်ကတော့ဒို့အိမ်တကားအထိရောက်လာတယ်ရန်သူလိုက်လာတာကြောင့်ဒို့လေတောထဲကိုပြေးဝင်ခဲ့ရတယ်အားလုံးကိုဆုံးရှုံးခဲ့ရတယ်ဒို့မှာကြံလာကအဝတ်အစားနဲ့တယောက်အချင်းချင်းပဲရှိနေမိုးရှောင်မို့အပေါက်တစ်ခုရှိတဲ့ညောင်းမင်ကြီးတပင်ကိုတွေ့ခဲ့တယ်ကျမနာမကျန်းဖြစ်သွားတယ်မောပန်းပြီးဒိုင်ယာလည်းရှိနေတယ်နာမကျန်းတာပိုဆိုးလာပြီစားစရာလည်းမရှိတော့ဘူးအားနဲ့လုံးမလုံနိုင်တော့ဘူးမမေဒီဟာတွေ့တယ်တန်ဖိုးကြီးတဲ့ကြောက်လုံးပဲမြို့မှာစားစရာနဲ့အိတ်စရာနဲ့အိတ်စရာရအောင်လဲလို့ရမလားကောင်းငင်မော်ကကြက်လာတာပါမေအတွက်အသီးတွေရှာပေးမယ်နော်မေကျမ်းမာလို့ရှင်လမ်းရှာလို့ရပြီဒီမှာစောင့်နေနော်မေမကြဘူးပြန်လာမယ်လိမ်မာလိုက်တဲ့သားလေးရဲ့အဲ့ဒါနဲ့ကျမစောင့်နေကညဖြစ်ညကနေဖြစ်နေမိုးလဲရွာတယ်နေလဲပူတယ်ကျမဘာကြောင့်ဒီလိုအချိန်ကြာအသက်ရှိနေတာလဲဒါမှမဟုတ်ကျမတေးသွားသလားနာကျင်မှုနဲ့လွမ်းဆွမှုသာရှိတယ်ကျမကလေးပြန်လာမလားလို့မျှော်လင့်နေလို့နေအဲ့ဒါနဲ့ကျမဆူတောင်းတယ်စန္ဒပြူတယ်စောင့်တယ်အပြာရောင်ကြောက်ကလင်းလာပြီအလင်းကတစ်ပင်နဲ့ကျမခန္ဓာကိုဖြတ်တန်းသွားတယ်ကျမနဲ့တစ်ပင်ကိုချိတ်ဆက်လိုက်ပြီးနောက်တော့တောအနှောင်ထိဒိုးပြန်သွားတယ်အရွယ်တွေကနေတဆင်မြင်နိုင်တယ်ခံစားနိုင်တယ်တစ်ပင်ပေါ်မှာပိုးမွားတွေသက်တော်ငယ်တွေလှုပ်ရှားနေသမျှကိုသိတယ်လေကိုခံစားတယ်ကျမကလူတီတော့မဟုတ်တော့ကျမကတစ်ပင်တောတစ်ခုလုံးထည့်သွားတယ်တောကစကလုံးမပါပဲပြောနိုင်တယ်ခလေးရေသားပင်မှာလဲဘလို့ရှာမတွေ့တော့တခုခုမှားနေပြီနာကျင်မှုကြောက်ရွံ့မှုတစ်ပင်တွေကိုဖြတ်တောက်နေကြတယ်မဟုတ်ဘူးပင်ညောင်းမင်ကိုမဖြတ်နဲ့ကျမခလီးပြန်လာရင်လမ်းမတွေ့နိုင်တော့ဘူးသူလမ်းလွဲသွားမယ်သဘာဝရဲ့အင်အားနဲ့တက်တဝါတစ်ခုကိုဆင့်ခေါ်နိုင်တယ်ပင်ညောင်းမင်ကိုကာကွယ်နိုင်မယ်သူတို့ရွာအထိလိုက်သွားခဲ့တယ်မြင်သမျှကိုမြင်လိုက်တယ်ကျမမဝင်နိုင်အောင်ရွာပတ်လည်မှာမီးတွေထွန်းထားကြတယ်နေဝင်ချိန်တိုင်းညမတိုင်မီသူတို့ကိုဝေးနေရမယ်ဆိုတာသတိပေးဖို့တက်တော်ဝါကိုပို့တယ်ကျမဘသူ့ကမှထိခိုက်ဘူးကျမလိုချင်တာခလေးပဲတားခလေးဒီတောထဲမှာမရှိတော့ဘူးကျမကတော့ဒီတစ်ပင်နဲ့ချိတ်ကပ်ဒီပိတ်မိနေပြီကျွန်တော်ဖွားရသားကိုရှာပေးမယ်ဒါပေမဲ့ယူဟာသားတွေကိုကြောက်စံမလုပ်မယ်လို့ဂရုပေးပါပင်ညောင်မြင်ကြီးကိုတစ်ဖြတ်ကိုလည်းကျွန်တော်တို့ပြောပေးမယ်ခလေး